မင်္ဂလာပါရှင်အခုဟန်နီကဒီမှာစသားမီဖုတ်လေးပြပေးပါမယ်စသားမီဖုတ်ဟန်နီတို့ကဒီမှာလေးမှုထားတဲ့ဟာလေးပေါ့နော်ဘလို့လေးဆိုလို့ရှိရင်ဒါလေးကဒီလိုမျိုးဟာလေးမှုထားတာပါရှင်ဒီလိုစသားမီဖုတ်လေးကိုဒါကိုပြန်ပြီးတော့မှုထားတာပါရှင်ဒါလေးကကျလို့ရှိရင်ဟန်နီတို့ဂျပန်ကိုပို့ရမယ့်ဟာလေးပါနော်ဂျပန်ကိုပို့ရမယ့် order လေးပါရှင်ဒီမှာအများကြီးပဲမှားတာမပြီးသေးပါဘူးရှင်ထားပြီးတော့မှုရပါအောင်မယ်နော်ဂျပန်ကညီမလေးကတော့ငါးပိတ်တာမှာလို့ပါရှင်ဒါကတော့ဟန်နီတို့မှုထားတာဘလောက်လေးတော့ဘလောက်ရထားဒါကတော့ဟန်နီထင်တာတော့ဒါနှစ်ပိတ်တာကျော်လောက်ပဲရှိပါဦးပဲရှင်ဒါလေးကနှစ်ပိတ်တာကျော်ပဲရှိပါဦးမယ်နော်ဟန်နီတို့ကကြလို့ရှိရင်ဘာဆိုလို့ရှိရင်သူများနိုင်ငံကိုပြည်ပြီးအိမ်ထိရောက်ပို့ပေးတာဖြစ်တဲ့ကောပတ်စံလေးကတော့ဂျုံလေးပြရပါတယ်ရှင်ပတ်စံလေးကဂျုံလေးပြရတယ်ရန်ကုန်မြို့တွင်းတစ်ခုကလွေးပြီးတော့ကျန်တဲ့မြေသည့်နေရာမြေသည့်ဒေသမဆိုမြေသည့်နိုင်ငံကိုဆိုပတ်စံလေးဂျုံလေးပြရပါတယ်ပတ်စံလေးလွေးပြီးမှအော်ဒါလေးအတီတကျဖြစ်မှပတ်စံငွေလေးဝင်ပြီးမှဟန်နီတို့ကမီးဖုတ်ပေးတာဖြစ်ပါတယ်တော့မီးဖုတ်ပြီးတော့ဒါတော့မှုပေးတာပါနော်အဲ့ဒီတည်းမလို့ကိုကလေပတ်စံဂျုံလေးခိုက်တာဖြစ်တဲ့ကောကိုမယုံကြည်ဘူးကိုစီက customer အစ်တရပေါ့နော်ဝေတဲ့သူအစ်ကကိုမယုံကြည်ဘူးကိုစီကနေပြီးတော့ပစ္စည်းမှလို့ရှိရင်ပတ်စံလွှဲရတဲ့အတွက်ကိုမယုံကြည်ဘူးဒီလူတယောက်ကမယုံကြည်ဘူးဒီလူတယောက်ကလိန်နေလားမသိဘူးဒီလူတယောက်ကိုစိတ်ထဲမှာလုံးမကြောက်ဘူးဆိုလို့ရှိရင်မမှာပါနဲ့တော့ဟန်နီတို့လေးပတ်စံအလုံးခင်းနဲ့ရင်းထရတာဖြစ်တဲ့အတွက်ကိုမအားတို့လည်းဟိုပါပေါ့နော်အိမ်ထိလိုက်ပြီးတော့လည်းဟန်နီတို့ကမတောင်းနိုင်ဘူးလေနော်အားကြောင့်မလို့ပတ်စံလေးလွှဲပြီးဆိုလို့ရှိရင်တော့အိမ်ချင်းအားပေးပါတယ်နော်ဒါကကြလို့ရှိရင်ဂျပန်ပို့ရမယ့် order လေးတွေပါဒါကကြောင့်မလို့လုံးဆက်လို့ရှိရင်ကောင်းလိုက်ဆိုလို့ရှိရင်တော့သူကစီလက်ပဲစီပြီးတော့ဒီလိုစီစဉ်ပြီးတော့စားမလားပြီးလို့ရှိရင်တုတ်စားမလားနောက်ပြီးလို့ရှိရင်မီးဖုတ်ပြီးတော့ဆော်ယူပါလေနောက်ပြီးလို့ရှိရင်ကြော်စားမလားအယောင်ကိုအဆင်ပြေပါလေနော်ဟောတာကပြောတယ်ဒီလိုမျိုးလေစီပြီးတော့စားမလားဒီလိုစီပြီးတော့စားမလားဒီလိုတုတ်ပြီးတော့စားမလားဒီလိုမျိုးကြော်ပြီးတော့စားမလားအကျန်းကိုအဆင်ပြေပါတယ်ရှင်နော်ဟိုသူများနိုင်ငံမှာအလုံးလုံးတဲ့ညီမလေးကကြားလို့ရှိရင်ညီမလေးအမောင်လေးကကြားလို့ရှိရင်အလုံးမအားဘူးအလုံးတစ်ဖက်ကြောင်းတစ်ဖက်နဲ့ဆိုလို့ရှိရင်တော့လေအမပြောတာကလေဒါလေးကိုတော့လေယူသေးတယ်ဒီလိုမီးဖုံးမွားပြီးတော့ယူသေးပါတယ်ရှင်ဘာဖြစ်လို့လဲယူသေးလဲဆိုလို့ရှိရင်လေဒါလေးကကြားလို့ရှိရင်လေအယောင်လို့ရှိရင်သူကဘာမှလုပ်စရာမလိုဘူးဒီလိုအထုပ်လေးနဲ့ပို့တာပေါ့ဒီလိုထုတ်လေးနဲ့ပို့တာပါနော်ပါကင်ရကြလို့ရှိရင်ဟန်နီစီမှာလိုတော့ပါကင်ထောက်ခိုင်းလို့ရတယ်ပေါ့ကိုကအမြင်နဲ့ကိုကတစ်ခါတလေမှစားမယ်တစ်ခါစားပြီးတိတ်ထားမယ်ဆိုလို့ရှိရင်ဒီလိုအထုပ်လေးထောက်ခိုင်းလို့ရပါတယ်ဒါကတစ်စင်သားထုတ်လေးပါနော်ဒီလိုတစ်စင်သားထုတ်ခိုင်းပြီးတော့ဟန်နီစီမှာမှာလို့ရပါတယ်ရှင်အနေဟန်နီစီမှာကြလို့ရှိရင်တစ်စင်သားအထုပ်လေးတွေထုတ်ခိုင်းလို့ရှိရင်မှာလို့ရတယ်ပြီးလို့ရှိရင်ကိုကလိုတလောက်စားပြီးလို့ရှိရင်ပြန်တိတ်ထားပြီးလို့ရှိရင်လိုတဲ့ချိန်မှာပြန်ပြီးတော့ဖွေးစားအဲ့လိုမျိုးပေါ့နော်ဒါလေးကကျလို့ရှိရင်တစ်ခါစားအထုပ်လေးပေါ့နော်တစ်စင်သားတစ်ခါစားအထုပ်လေးပါနော်ဒါပေမဲ့တစ်စင်သားတော့သူကအများကြီးရပါတယ်ရှင်ဒါဆိုလို့ရှိရင်တစ်ပိုက်တာကြောပဲရှိပါတယ်နော်ဒါလည်းအကောလုံးကနှစ်ပိုက်တာကြောပဲရှိပါတယ်ဒီမှာကြည့်ရောအများကြီးပဲဒါနှစ်ပိုက်တာကြောပဲရှိသေးရဲ့တဲ့ဒီမှာအများကြီးပဲဒီမှာနှစ်ပိုက်တာကြောပဲရှိပါသေးရဲ့နော်အားကြောင့်မလို့ပြန်ရောင်းမဲ့သူတွေဆိုလို့ရှိရင်လည်းဟန်နီစီမှာလက်ကစီပေးတာဖြစ်တဲ့ကောပြန်ရောင်းမဲ့သူစီပြီးတော့ရောင်းမဲ့သူတွေကြောပြီးတော့ရောင်းမဲ့သူတွေဆိုလို့ရှိရင်လည်းဆက်တင်နိုင်ပါတယ်ရှင်နော်အများကြီးအနေစီရှိပါတယ်နော်ဒီတဲ့ပြဘယ်နေရာမှာဆိုပို့ပါတယ်ရှင်